အားလုံးပဲကျွန်တော်ရဲ့ညီကိုမောင်နှမများတန်ငယ်ချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်တို့ခုတစ်ပတ်အတွက်ပေါ့နော်10ချိန်မြောက်ကနန်းလေးကိုကျွန်တော်ကြည့်အောင်နော်ကျွန်တော်ဒါပြီးခဲ့တဲ့ဒီ38ခွန်အပြင်မှာပေါ့နော်38ခွန်အပြင်မှာကျွန်တော်တို့ကကနန်းနေနဲ့ကျွန်တော်တို့မအောင်ခဲ့ပြီမဲ့ကျွန်တော်တို့ဒီမူရတော့ကျွန်တော်အောင်သွားတယ်ပေါ့နော်အောင်သွားတဲ့မူဒီကတော့ကျွန်တော်ဒီမှာနော်ဒါအားလုံးလည်းတည်ပြီးသားဖြစ်မှာပေါ့နော်ဒါလေးကတော့ကျွန်တော်မူရကျွန်တော်ထိတ်နဲ့အပိတ်နဲ့ဒါ10ကွက် site ပေါ့နော်10ကွက်စီးမှာဒါကျွန်တော်ဒီ line ကိုပေးသွားတယ်ပေါ့နော်ဒါလေးကိုကျွန်တော်ပြန်ပြီးပြပေးမယ်နော်ဒါကျွန်တော်ညီကောင်မောင်နှမအစ်စ်တွေမသိမှဆိုလို့ပေါ့နော်တော်တရားနဲ့စမှန်ကြရနော်ပြီးကျွန်တော်ဒီမှာခဏအလုံးကြလေးနောက်ပိတ်လေးဒီကျွန်တော်ခွာလိုင်းလေးတွေကျွန်တော်ထပ်ပြီးတော့တိုက်ကြည့်အောင်နော်ကျွန်တော်ဒီမှာကြည့်အောင်နော်ဒီမှာကြည့်အောင်ဆိုဒါကကျွန်တော်ဒီခုနပြခဲ့တဲ့ line ကိုပဲကျွန်တော်သွားမယ်ပေါ့နော်ဒီမှာဒီမှာကျွန်တော်ကြည့်မယ်နော်ဒီကဒီလိုက်နော်ဒီတစ်ကိုသူကဒီသုံးလုံးပြန်ပြီးတော့တစ်လို့သူကဖြစ်ခဲ့နော်ပြီးခဲ့တယ်နော်ဒါခွာလိုင်းလေးပေါ့နော်ကျွန်တော်ဒီမှာဒီနှလုံးကိုဒါကျွန်တော်ရှစ်ပေါ့နော်ရှစ်ဒါညီကောင်မောင်တို့ကအစ်စ်တွေအတွက်ပေါ့နော်ဒါပြီးရင်ကျွန်တော်ဒီသုံးလုံးပြန်ပြီးတော့ရှစ်လို့သူကပြီးသွားတာပေါ့နော်ဒီ line လေးပေါ့နော်ဒီမှာကျွန်တော်ဆက်ကြည့်အောင်ကျွန်တော်ဒီမှာဒီနှလုံးကိုသူကဒီ30လို့ဖြစ်တာပေါ့နော်ဒီ30ကိုသူကဒီသုံးလုံးပြန်ပြီးတော့30လို့ပြန်ပြီးတော့ဖြစ်ပြီးသွားတာပေါ့နော်ဒီမှာကျွန်တော်ဒီနှစ်ပေါ့နော်ဒီနှစ်ပေါ့နော်ဒီနှလုံးနှစ်ကိုလည်းသူဒီသုံးလုံးပြန်ပြီးတော့နှစ်လို့သူကဖြစ်ပြီးသွားတာပေါ့နော်နှစ်ဆိုပြီးတော့ဟုတ်ပြီနော်နှစ်လို့လိုက်ဖြစ်ပြီးသွားတယ်ကျွန်တော်ဒီမှာဒီသုံးလုံးလည်းကျွန်တော်နှစ်ပေါ့နော်ဒီနှလုံးကိုနှစ်ပေါ့နော်ဒီနှစ်ကိုလည်းဒီသုံးလုံးပြန်ပြီးတော့နှစ်လို့ဖြစ်ပြီးသွားတာပေါ့နော်ဒီမှာကျွန်တော်ဒီနှလုံးကိုကျွန်တော်6ပေါ့နော်6ကိုလည်းဒီသုံးလုံးပြန်ပြီးတော့6လို့ဖြစ်ပြီးသွားတာပေါ့နော်6ဟုတ်ပြီနော်ဒါသူက10ကွဲ site ပုံစံမျိုးပေါ့နော်ဒါဆိုရင်ဟုတ်ပြီနော်ဒီမှာကျွန်တော်တို့ပြီးရင်ကျွန်တော်ဒီမှာခွာ line လေးကို10ကွဲကိုကျွန်တော်ဆွဲပြမယ်ပေါ့နော်ဒီ10ကွဲနဲ့ထဲကိုဒါကျွန်တော်ခါလေးတစ်လုံးထည့်ရမှာပေါ့နော်ခါလေးတစ်လုံးဆိုတော့ဒါဆိုတော့ကျွန်တော်တို့ရှေ့ပေါင်းဖြစ်ဖြစ်နောက်ပေါင်းဖြစ်ဖြစ်ခါလေးတစ်လုံးဖြစ်ဖြစ် break ဖြစ်ဖြစ်ဒါလေးနဲ့တွဲပြီးကစားမယ်ဆိုရင်လည်းကစားပေါ့နော်ဒီမှာကျွန်တော်တို့ကဒီနှလုံးပေါင်းနဲ့ကျွန်တော်တို့ကဒီသုံးလုံးပေါင်းလိုက်တာဆိုကျွန်တော်ညင်းရမယ်ပေါ့နော်ဟုတ်ပြီနော်ဒီဟာလေးရှိမယ်ဒါကတော့မူရတော့ဒါကတော့စတိုက်ကိုသူကပေးသွားတယ်ပေါ့နော်မူရတော့ဟုတ်ပြီနော်ဒီနေရာမှာသူကလုံးဝဒီ3ခွန်ဆိုတဲ့ဒီခွာလိုင်းအတွဲလေးကဒီမှာပဲစပြလိုက်အကောင်ပါဒီမှာမပြတော့ဘူးနောက်ထပ်ဒီမှာပြလိုက်ရင်ကျွန်တော်ဒီမူကဒီမှာရှုပ်သွားမှာဆိုလို့ပေါ့နော်ဒီမှာထပ်ပြီးတော့ကျွန်တော်ဆရာလေးတစ်ခုနဲ့တက်ကြည့်အောင်နော်ဒီမှာကျွန်တော်ပြလိုက်ပါဒီမှာကကျွန်တော်ကဘာဖြစ်သွားမလဲဆိုတော့ကဒီမှာ10ကွဲ line ကိုကျွန်တော်ကြည့်ကြအောင်နော်10ကွဲ line မှာ10ကွဲ line မှာကျွန်တော်ဒီမှာတစ်ထည့်မယ်ဆိုရင်ကျွန်တော်ဒီမှာ3ရှိရအတွက်4ဖြစ်သွားမှာเนาะဒီ3လုံးပြန်ပြီး4ဖြစ်ရမယ်ဆိုရင်ဒါဆို9နောက်ပိတ်ပေါ့เนาะတစ်ထည့်ရင်တစ်ထိတ်9ပိတ်ပေါ့เนาะကျွန်တော်2ဆိုရင်ဒါဆိုကျွန်တော်9ပေါ့2ဆိုရင်2 3ညဖြစ်သွားမှာပေါ့เนาะ2 3ညဟုတ်ပြီเนาะ3ဆိုရင်3 1ဖြစ်သွားမှာပေါ့เนาะကျွန်တော်ဒီမှာ4ဆိုရင်4နှစ်ပေါ့เนาะ4ဆိုတာခွန်ဒီသုံးလုံးပြန်ပြီးခွန်ဖြစ်ရမယ်ဆိုရင်4နှစ်ပေါ့နော်မှန်တယ်နော်နောက်တစ်ခါကျွန်တော်ဒီမှာ5ဆိုရင်ကျွန်တော်3နောက်ပိတ်ဖြစ်သွားမှာပေါ့နော်ကျွန်တော်ဒီမှာ6ဆိုရင်4နောက်ပိတ်ဖြစ်သွားမယ်ဒီမှာကျွန်တော်ခွန်ထိတ်ဆိုရင်5နောက်ပိတ်ဖြစ်သွားမှာပေါ့နော်ကျွန်တော်ဒီမှာ6ထိတ်ဆိုရင်8 6ဖြစ်သွားမှာပေါ့နော်8 6
ဟုတ်ပြီနော်86ကျွန်တော်ဒီမှာ6ဆိုရင်6ခွန်ဖြစ်သွားမှာနော်6ဆို2ဆိုဒီ3လုံးပြန်2ပေါ့နော်ဒီမှာကျွန်တော်3ညဆိုရင်8နောက်ပိတ်ဖြစ်သွားမှာပေါ့နော်ဟုတ်ပြီနော်ဒါက10ခွက် line လေးပေါ့နော်10ခွက် line မှာဒါကျွန်တော်တို့ဒီမှာခါလီတစ်လုံးကိုဒီရက်နေပြီးတော့ကျွန်တော်ညီကောင်မောင်မှာရှေ့ပေါင်းခြင်းဖြစ်ဖြစ်နောက်ပေါင်းခြင်းဖြစ်ဖြစ် break ဖြစ်ဖြစ်ဒါလေးနဲ့တွဲပြီးကစားပေါ့နော်ဒါတော့ဆက်ပြီးတော့ပေးနိုင်မယ်မပေးနိုင်ဆိုတော့ဒါပြောလို့မရဘူးပေါ့နော်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ဒီမှာခဏအလုံးကြလေးကျွန်တော်သွားကြည့်ရအောင်နော်ထပ်ပြီးတော့ခဏအလုံးကြလေးကြည့်အောင်ဆိုတော့ကျွန်တော်ဒီမှာလေးဇာတ်လေးနဲ့ဒီ cleaner ဟောင်းလေးမှာကျွန်တော်ဆက်ပြီးတော့ကြည့်အောင်နော်ဒီမှာနောက်ပိတ်လေးတစ်လုံးကြည့်ရအောင်နောက်ပိတ်လေးတစ်လုံးနောက်ပိတ်ရနဲ့ကျွန်တော်ထိတ်စီးရမှာပေါ့နော်ဒီမှာကသူကဘလို့လာလဲဆိုတော့ကဒီမှာလေဒီသုံးလုံးကိုကျွန်တော်တစ်လို့ဖြစ်တာပေါ့နော်တစ်ဒီသုံးလုံးတစ်ကိုသူကဒီသုံးလုံးဒီနှလုံးပြန်ပြီးတစ်လို့ပြန်ပြီးဖြစ်ပြီးတာပေါ့နော်ဒီမှာဒီ3နဲ့ဒီ9နဲ့ဆိုရင်ဒါဆို3ညပေါ့နော်3ညကိုဒီနှလုံးပြန်ပြီးတော့3ညလို့ဖြစ်ပြီးတာပေါ့နော်ဟုတ်ပြီနော်ဒီမှာကျွန်တော်တို့ကဒီ3လုံး6နဲ့ဒီ6ကိုဒီနှလုံးပြန်ပြီးတော့6လို့ဖြစ်ပြီးတာပေါ့နော်ဟုတ်ပြီနော်နောက်တစ်ခါကျွန်တော်ဒီ3လုံးကိုကျွန်တော်က6ပေါ့နော်ဒီ6ကိုဒီနှလုံးနောက်ပိတ်ကို6လို့လာပြီးဖြစ်ပြီးတာပေါ့နော်ဟုတ်ပြီနော်ဒါလေးရှင်းတော့မသိဘူးနော်86ခွန်က1ပေါ့နော်ဒီ1ကိုခွန်နဲ့4နဲ့1လို့ပြန်ပြီးဖြစ်တာနော်58ခွန်က3ညကိုဒီနှလုံးပြန်3ညလို့ဖြစ်တယ်ပေါ့နော်6နဲ့86ကိုဒီနှလုံးပေါင်းပြန်ပြီး6လို့ဖြစ်တာနော်ဒီမှာ2899ကဒီနှလုံးပေါင်း6လို့ပြန်ပြီးဖြစ်တာပေါ့နော်ဒီမှာဒါဆိုကျွန်တော်ဒီမှာဆက်ပြီးကြည့်မယ်ဒီ3လုံးကကျွန်တော်9လို့ဖြစ်တာပေါ့နော်ဒီ9ကိုကျွန်တော်ဒီ3လုံးပြန်ဒီနှလုံးပြန်ပြီး9လို့ဖြစ်မှာပေါ့နော်ဒီနှလုံး9ဖြစ်မယ်ဆိုရင်3နောက်ပိတ်ဖြစ်သွားမှာနော်3နောက်ပိတ်ဟုတ်ပြီနော်ဒါလည်းရှိမယ်နောက်တစ်ခါ3နောက်ပိတ်ကပေးနိုင်တာမပေးနိုင်တာကျွန်တော်ပြန်ပြီးစစ်ကြည့်အောင်ထပ်ပြီးတော့ကျွန်တော်ဒီနှလုံးကကျွန်တော်က6လို့ဖြစ်တာပေါ့နော်6အဲ့6ကိုဒီ3လုံးပြန်ပြီးတော့6လို့ဖြစ်တာပေါ့နော်6ဟုတ်ပြီနော်ဒီနှစ်နောက်ပိတ်လေးကိုအငြိမ်ပေးသွားတယ်ပေါ့နော်နောက်တစ်ခါဒီ3လုံး9လို့ဖြစ်တာပေါ့နော်ဒီ9ကိုကျွန်တော်ဒီမှာဒီခွန်ရယ်ဒီ1ရယ်ဒီခွန်နောက်ပိတ်ရယ်ကျွန်တော်ကဟုတ်တယ်နော်ဒီခွန်နောက်ပိတ်ရယ်9လို့ပြန်ပြီးဖြစ်တာပေါ့နော်ဒီခွန်နောက်ပိတ်လေးနဲ့ပေါ့နော်နောက်တစ်ခါဒီမှာဒီနှလုံးကျွန်တော်1ပေါ့ဒီ3လုံးကျွန်တော်1ပေါ့နော်ဒီ1ကိုကျွန်တော်ခွန်ဒီနှလုံး4ရယ်ဒီနောက်ပိတ်ခွန်လေးရယ်ထဲမှာကျွန်တော်က1လို့ဖြစ်တော့မှာပေါ့နော်1လို့ဖြစ်အောင်ခွန်နောက်ပိတ်လေးပေါ့နော်နောက်တစ်ခါကျွန်တော်ဒီမှာဒီနှလုံးဒီ3လုံးကျွန်တော်9ပေါ့နော်ဒီ9ကိုကျွန်တော်ဒီမှာ8ရယ်6နဲ့ဒီ3နောက်ပိတ်လေးထဲမှာကျွန်တော်9လို့ဖြစ်တော့မှာပေါ့နော်ဒါဆိုရင်သူကဒီမှာဒီ3နောက်ပိတ်ကလာပြီးတော့နှစ်ချက်နဲ့လာညီနေပေါ့နော်ဟုတ်ပြီဒါဆိုကျွန်တော်ဒီမှာဆက်ကြည့်အောင်ဒါဆို3နောက်ပိတ်ဆိုတော့ဒီမှာကျွန်တော်ခုနကျွန်တော်10ခွက်ဆိုင်နေနဲ့ကျွန်တော်3နောက်ပိတ်မှာပါထိတ်ရှိမလဲဆိုတော့ကကျွန်တော်ဒီမှာလေ3နောက်ပိတ်နဲ့ဆိုရင်ကျွန်တော်ဒီမှာ9ထိတ်ရှိမယ်ပေါ့နော်9ထိတ်3နောက်ပိတ်ဖြစ်သွားပါတော့ဒါကနောက်ပိတ်ရရင်ထိတ်စီရတဲ့ site ဒီပေါ့နော်ဒါကဟုတ်ပြီနော်ဒါမူရပါတော့ဟုတ်ပြီနော်ဒါဆိုကျွန်တော်ဆက်ပြီးကြည့်အောင်နော်ဆက်ပြီးကြည့်အောင်ဆိုတော့ဒီမှာကထပ်ပြီးတော့ထိတ်စီလေးတစ်လုံးကြည့်အောင်ထိတ်စီရပြီးခဲ့တဲ့ဘက်က3ထိတ်ကကျွန်တော်ကဒီမှာလုံးဝကြံ့သွားတာကျွန်တော်3ထိတ်ကိုကြံ့သွားတာပေါ့နော်3ထိတ်ကိုကြံ့သွားတာ3ထိတ်ကြံ့သွားတာကျွန်တော်ဒီမှာနောက်ကျွန်တော်ဒီမှာအကျန်းတော့တွက်ထားတဲ့အနေထားမှာကျွန်တော်လုံးဝလွတ်သွားတယ်ပေါ့နော်ကျွန်တော်ဒီမှာတပင်ချားလေးတွေမှာပေါ့နော်တပင်ချားတော့ဒီမှာတော့မပြီးသွားဘူးပေါ့နော်ဒီမှာဆက်ဒီကနေစပြီးအောင်နော်ဒီ
ဒီနှလုံး6လို့ဖြစ်တာပေါ့နော်6နဲ့ကျွန်တော်ဒီမှာဒီ9နဲ့ပေါင်းရင်ဆို1လို့ဖြစ်တာပေါ့နော်1ဟုတ်ပြီနော်1လို့ဖြစ်ရမှာနော်ကျွန်တော်ဒီမှာလေဒီနှလုံးကျွန်တော်9လို့ဖြစ်တာပေါ့နော်ဒီ9နဲ့6နဲ့ကျွန်တော်1လို့လာပြီဖြစ်တာပေါ့နော်ဒါကျွန်တော်ကဒီကဏ္ဍကြီးကိုကျွန်တော်ကြည့်ပြီးတော့အကျမ်းထဲမှာတော့ကျွန်တော်တွက်ထားတယ်ပေါ့နော်အကျမ်းထဲမှာတော့တွက်ထားတယ်ဒါပေမဲ့ကျွန်တော်မပြမိဘူးပေါ့နော်ကျွန်တော်မေ့သွားတာဒီမှာကျွန်တော်ကတစ်ပေါ့နော်ဒီတစ်နဲ့ဒီ3ညနဲ့ပေါင်းရင်သူကတစ်လို့ပဲလာပြီးဖြစ်တယ်ပေါ့နော်တစ်ဟုတ်ပြီနော်တစ်ပဲဖြစ်ရမယ်ပေါ့နော်ကျွန်တော်ဒီမှာဒီရှင်းနဲ့ကျွန်တော်သိကြတယ်ကျွန်တော်3ထိပ်ဒီထဲမှာကျွန်တော်ကတစ်လို့ဖြစ်တော့မှာပေါ့နော်ဒါလေးရှိပြီနော်ဒါလေးကိုလွတ်သွားတာပေါ့နော်ကျွန်တော်3ထိပ်ခုနောက်ပဲဖြစ်သွားမှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့က6 break ကိုကြိုက်ခဲ့တာဆိုတော့3 6ခုပဲဖြစ်သွားမှာပေါ့နော်ဒီမှာကျွန်တော်3ဒီနှလုံးပေါင်းကျွန်တော်3ပေါ့နော်3နဲ့ကျွန်တော်ဒီထိပ်စီးတစ်လုံးနဲ့ပေါင်းရင်ကျွန်တော်က1လို့ဖြစ်ရမှာပေါ့နော်1လို့ဖြစ်မယ်ဆိုရင်ဒါဆိုကျွန်တော်ကဒီမှာက8ထိပ်ဖြစ်သွားမှာပေါ့နော်8ထိပ်စီဖြစ်သွားလိမ့်မယ်ပေါ့နော်ဟုတ်ပြီနော်8ထိပ်ကျွန်တော်3နောက်ပဲဖြစ်သွားပါပေါ့နော်ဒါကဟိုဒီအလုံးကြားအနေနဲ့ကျွန်တော်အလုံးကြားအနေနဲ့ကြည့်မယ်ဆိုရင်8ထိပ်3နောက်ပဲဖြစ်သွားမှာပေါ့နော်3နောက်ပဲဒီ3လုံးကို1ဆိုရင်ကျွန်တော်ဒီနှလုံးပြန်ပြီးတော့1လို့ဖြစ်မှာပေါ့နော်ဒီ3လုံး3ညကိုဒီနှလုံးပြန်ပြီးတော့3ညပေါ့နော်ဒီ3လုံးပြန်ပြီး6ဆိုရင်ဒီနှလုံး6လို့ဖြစ်မှာပေါ့နော်ကျွန်တော်ဒီ3လုံး9ဆိုရင်ဒီနှလုံး9ပေါ့နော်ကျွန်တော်ဒီနှလုံးပေါင်းကျွန်တော်ဒီ3လုံး5ဆိုရင်ဒီနှလုံး5ဆိုရင်ဒါဆိုကျွန်တော်3နောက်ပဲနေပေါ့နော်နောက်တစ်ခါကျွန်တော်ဒီမှာခွာလိုင်းလေးတစ်ခုသွားကြည့်အောင်နော်ခွာလိုင်းလေးပြီးခဲ့တဲ့ဒီမှာခွာ30ဒီမှာဒါမှန်ကန်ဒါပြီးသွားတဲ့ line လေးပေါ့နော်ဒါတော့ဆိုရင်လည်းဒါကျွန်တော်ညီကောင်တို့ဒီကဒါသိပြီးရှိပြီးသားပါနော်ကျွန်တော်ဒီမှာကြည့်အောင်နော်ဒီမှာကြည့်အောင်ဆိုတော့ view လေးနဲ့ချက်လိုက်ပါနော်ဒီမှာကြည့်အောင်နော်ဒီမှာကြည့်အောင်တက်ဒီကနေစပြီးပြီးသွားတော့ဗောနော်ခွာလိုင်းလေးကကျွန်တော်ဒီမှာလေဒီနှစ်နဲ့ကျွန်တော်ဒီ4နဲ့ဆိုရင်ဒါဆိုကျွန်တော်6လို့ဖြစ်တာဗောနော်6ဟုတ်ပြီနော်ဒီ9နဲ့ဒီ9နဲ့ဆိုရင်6လို့ဖြစ်တာဗောနော်ကျွန်တော်ဒီမှာခွန်ရှိရဗောနော်ဒီခွန်နဲ့ဒီ9နဲ့ဆိုရင်လည်းဒါဆိုကျွန်တော်6လို့ပဲဖြစ်တာဗောနော်ဒါလေးပြီးသွားတယ်နော်ဟုတ်ပြီနော်ဒါလေးပြီးသွားတယ်ကျွန်တော်ဒီမှာ8ရှိရဗောနော်ဒီနှလုံး8နဲ့ဒီ8နဲ့ဆိုရင်လည်းဒါဆိုကျွန်တော်6လို့ပဲဖြစ်တာဗောနော်ဒီမှာ9ရှိရ9နဲ့3နဲ့2ပေါ့နော်2နဲ့ကျွန်တော်ဒီ4နဲ့ဆိုရင်လည်းသူ6လို့ပဲဖြစ်တာပေါ့နော်ဒီ line လေးပြီးသွားတယ်เนาะနောက်တစ်ခါဒီမှာ2ရှိတယ်2နဲ့ကျွန်တော်ဒီမှာ2နဲ့ကျွန်တော်ဒီမှာဒီကနန်းဒီခွ line လေးနဲ့ဆိုခွနှလုံးပေါင်းဒါဆိုကျွန်တော်ဒီမှာ8လည်းရှိရပေါ့နော်2နဲ့8နဲ့ဆိုဒါဆို3ညပေါ့ဒီခွကဒါဆိုကျွန်တော်6ဖြစ်ရမှာပေါ့နော်ခွ6ဟုတ်ပြီเนาะခွ6ဖြစ်သွားမယ်ခွာ6နဲ့ဒါဆိုကျွန်တော်ဒီမှာတိုက်ဆိုင်ကြည့်မလားပေါ့နော်ခွာ6နဲ့ကျွန်တော်တိုက်ဆိုင်ကြည့်ရအောင်ဆိုတော့ကျွန်တော်ဒီမှာခုနကဒါကျွန်တော်ကဥဆုံးပြခဲ့တဲ့ line လေးမှာကျွန်တော်ခွာ6ကိုတော့ကြည့်အောင်နော်ခွာ6ပါမပါပေါ့နော်ဒီဟာနဲ့ကန့်ညီမှုရှိမရှိပေါ့နော်ကျွန်တော်ဒီမှာက view ချဲ့ထားလို့ကျွန်တော်ကြည့်ရတော့ပေါ့နော်ဒီမှာက6ခွာ6ဆိုတော့ဒီမှာကျွန်တော်ခွာ6ပါပေါ့နော်ခွာ6ပါပေါ့နော်4နှစ်ပါတယ်เนาะ4နှစ်ရယ်6ခွန်ရယ်ပါမှာပေါ့နော်ဒါဆိုခွာ6ပေါ့နော်ဒါခနဲ့အလုံးကြားနဲ့မဟုတ်ဘူးဒါကျွန်တော်ခွာ line နေပေါ့နော်ခွာ line ကိုဒီခွာ6နဲ့ကစားမယ်ဆိုရင်လည်းကစားပေါ့နော်ခွာ6နဲ့ဆိုရင်ဒီ line နဲ့ဒီမူနဲ့လည်းလာညီရယ်ပေါ့နော်ဒီမှာလည်းကျွန်တော်ခွာ6 line လေးနဲ့ဆိုရင်လည်းဒီမှာလာပြီးတော့ညီနေရယ်ပေါ့နော်ဟုတ်ပြီနော်ဒီမှာကကျွန်တော်မူနဲ့ကွဲတော့တာရှိရပါတော့ဒီအပင်မှာတော့သူက3မူနဲ့ဒါလာပြီးတော့မှန်ခဲ့တယ်ပေါ့နော်ဒီမှာက
ဒီမှာကဒါကျွန်တော်ပြခဲ့ပြီးသားဖြစ်ပါတယ်ဒါလေးကြည့်အောင်နော်ဒီမှာလေဒီမှာကမူကလုံးဝကွဲသွားတယ်ပေါ့နော်ကျွန်တော်ဒီမှာဒီတစ်ကိုနော်ဒီတစ်နဲ့ကျွန်တော်ခွ6နဲ့ပေါင်မှကျွန်တော်3ညလို့ဒါဖြစ်ခဲ့တာနော်ကျွန်တော်ဒီမှာဒီနှစ်နဲ့ကျွန်တော်ဒီခွ8မှာကျွန်တော်က3ညလို့ဖြစ်မှာပေါ့နော်ဒီနေရာမှာကျွန်တော်ကွဲလဲသွားတာရှိတယ်ကျွန်တော်ဒီ3နဲ့ကျော်ဒီမှာခွ9နဲ့ပေါင်မှကျွန်တော်3ညလို့ဖြစ်တာပေါ့နော်ကျွန်တော်ဒီမှာဒီ10နဲ့ဒီခွာ10နဲ့မှာကျွန်တော်10လို့ဒါဖြစ်ခဲ့မှာဆိုဒါဆိုကျွန်တော်ပေးခဲ့ပေါ့နော်ကျွန်တော်ဒါပြခဲ့ပြီးသားပါနော်ကျွန်တော်ဒီပြီးခဲ့တဲ့ file မှာဒါကျွန်တော်ညီကောင်မတွေပြန်ပြီးတော့စစ်ဆေးလို့ရပါပေါ့နော်ဒီမှာကျွန်တော်ဒီ1နဲ့ကျွန်တော်တို့က3ညဖြစ်အောင်ဆိုရင်ခွာကကျွန်တော်6ဖြစ်သွားမှာပေါ့နော်ခွာ6ဖြစ်သွားလိမ့်မယ်ခွာကျွန်တော်တို့ကခွာ9ရယ်ခွာ6ရယ်ဖြစ်သွားမှာပေါ့နော်ခွာ6ရယ်ခွာ9ရယ်ပေါ့နော်သူကနှစ်ခတ်ဖြစ်သွားမှာပေါ့နော်နှစ်ခတ်ပေါ့နော်ဟုတ်ပြီနော်ဒါလေးရှိမယ်ပေါ့နော်ကျွန်တော်ဒီမှာလုံးကြနေတဲ့ကစားမဲ့ဆိုရင်ကျွန်တော်ဒီမှာရှစ်ထိတ်ရှိမယ်နော်ရှစ်ထိတ်ရှိမယ်ရှစ်ဆိုရင်ဒါခွာ9ဆိုရင်ခွာ8တက်ရှိမယ်ပေါ့နော်ရှစ်ထိတ်ဆိုရင်ခွာ6ဆိုရင်ရှစ်ခွာလေးလိုင်းလေးရှိမယ်ပေါ့နော်နောက်တစ်ခါကျွန်တော်3နောက်ပိတ်နဲ့ကြည့်မယ်နော်3နောက်ပိတ်နဲ့ဆိုရင်ခွာ9ဆိုရင်6ထိတ်3ပိတ်ရှိမယ်ပေါ့နော်3နောက်ပိတ်နဲ့ဆိုရင်ခွာ6ဆိုရင်3ထိတ်3ပိတ်ရှိမယ်ပေါ့နော်ဒီနေရာမှာကသူကရိုးရှင်းလေးဒါသူကဒီမှာကျွန်တော်3ကျွန်တော်ဒီမှာ4ပေါ့နော်ကျွန်တော်ဒီမှာ5ဒီမှာကျွန်တော်6ဒီနှလုံးပေါင်း6လို့ဖြစ်မယ်ဆိုရင်3 4 5 6ဆိုကျွန်တော်ဒီမှာနောက်ပိတ်နောက်နှလုံးပေါင်း6နောက်နှလုံးပေါင်း6ပေါ့နော် try ကနန်းဖြစ်နေပြီနော်နောက်နှလုံးပေါင်း6ဆိုရင်3ပေါ့နော်နောက်နှလုံးပေါင်း6ဆိုရင်3 try ရှိမယ်10 try ရှိမယ်ပေါ့နော်ဒါကျွန်ညီကောင်တော်နဲ့ try ကြိုက်တဲ့ညီကောင်မောင်နှမတွေဒါလေးရှိမယ်ပေါ့နော်10 try ရှိမယ်3 try ပေါ့နော်3 try လည်းရှိမယ်ဟုတ်ပြီနော်ဟုတ်ပြီနော်ဒါကကျွန်ညီကောင်မောင်နှမအနေနဲ့ဒီပိတ်ရက်လေးမှာဒါလေးစဉ်းစားလို့ရအောင်လို့ပေါ့နော်စဉ်းစားလို့ရအောင်ဒါလေးကိုကျွန်တော်ချပြလိုက်ပါတယ်နော်ဒါကတော့ဒီ line လေးကလည်းတော်တော်ကောင်းတယ်ပေါ့နော်ဒီ line လေးလည်းကောင်းတယ်သူကဒီ3လုံးပေါင်းကျွန်တော်ဒီ3လုံးပေါင်းဒီ3လုံးပေါင်းကျွန်တော်ပေါ့နော်ဒီ3လုံးပေါင်းဒီ3လုံးပေါင်းမှာဆိုကျွန်တော်10ပေါ့နော်10ကျွန်တော်ဒီ3လုံး1ကိုဒီ1ဖြစ်မယ်ဆိုရင်သူကခွာ line လေးပေါ့နော်ခွာ line 5ထိပ်4 page ရှိမယ်ပေါ့နော်ဒီ3လုံးပေါင်း3ညကိုဒီနှလုံး3ညဆိုရင်ဒီနှလုံးပေါင်းခွ8ပေါ့နော်6ထိပ်2ပိတ်ပေါ့နော်ကျွန်တော်ဒီ3လုံးပေါင်းကျွန်တော်6ဖြစ်မယ်ပေါ့နော်6ရဆိုရင်ဒီနှလုံးပေါင်းကျွန်တော်6ဖြစ်ရမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ3ညထိပ်ခွန်ပိတ်ပေါ့နော်ဒီ3လုံးပေါင်းကျွန်တော်9ကိုကျွန်တော်ဒီ3လုံးပေါင်းဒီနှလုံးကြံရ9ဖြစ်မယ်ဆိုရင်ဒါဆိုကျွန်တော်3ထိပ်ခွန်ပိတ်ပေါ့နော်ဒီပုံစံဒီမူနဲ့ပဲဆက်ပြီးတော့သွားမယ်ဆိုရင်ဒီ3လုံးကျွန်တော်က1ဆိုရင်ဒါဆိုကျွန်တော်က8ထိပ်ပေါ့နော်8ထိပ်ဒီ3လုံးပေါင်းကျွန်တော်9ကိုဒီနှလုံးပြန်ပြီး9မယ်ဆိုရင်3နောက်ပိတ်ပေါ့နော်8ထိပ်3နောက်ပိတ်ပေါ့နော်ဟုတ်ပြီနော်ဒါလေးရှိမယ်ဒီခါကတော့ကျွန်ညီကမောင်မအနေနဲ့ဒီမှာကျွန်တော်3 4 5 6ဆိုရင်လည်းဒါဆိုရင်သူကလွယ်လေးဒါပြီးရင်လည်းပြီးတတ်တယ်ပေါ့နော်ဟုတ်ပြီနော်သူကနောက်တစ်ခါကျွန်တော်ဒီမှာ power line အနေနဲ့ကစားမယ်ဆိုရင်ကစားလို့ရပါတော့ power အနေနဲ့ပေါ့နော် power ကိုသူက carry နဲ့ပဲတူလိုက်တော့မယ်နော်ဒီမှာလေသူပါခါလေးကိုသူကဒီသုံးလုံးကျွန်တော်က3953ညာလို့ဖြစ်တာပေါ့နော်ဒါဆိုကျွန်တော် 2D ပုံစံမျိုးလေးပေါ့နော်3953ညာဒီမှာကျွန်တော်3953ညာပေါ့နော်ဒီသုံးလုံးလည်း3953ညာနဲ့ပဲကစားမလားကျွန်တော်ဒီမှာဒီသုံးလုံးကို3953ညာပေါ့နော်ဒီသုံးလုံးလည်းကျွန်တော်3953ညာဆိုရင်ကစားမယ်ဆိုရင်3ညာ83ညာ3ရှိမယ်ပေါ့နော်853ရှိမယ်ပေါ့နော်853ဟုတ်ပြီနော်ဒီကဏ္ဍလေးရှိမယ်ဟုတ်ပြီနော်ဒါကတော့ကျွန်ညီကမောင်မတွေဒါကတော့မယုံမလို့ပေါ့နော်ဒီမှာကျွန်တော်တို့ဒီခါလေးတစ်လုံးသူကပေးရင်လည်းစတိုက်ပေးသွားနိုင်တယ်နော်ဒါကကျွန်တော်တို့ပြောလို့မရဘူးနော် 3D မှာက
လုံးဝသူကရှစ်ကြိမ်မြောက်ထီအောင်ဒါဆိုကျွန်တော်ဒီမှာထိတ်စီးလုံးဝပေးခဲ့တာရှိရနော်ထိတ်စီးမှာလဲဟုတ်ပြီနော်ဒီမှာမူရဆိုရင်လည်းကျွန်တော်ဒီမှာစတက်ကိုသူကပေးသွားတဲ့မူပေါ့နော်ဒီမူကလည်းတော်တော်လေးကိုကြောက်စရာကောင်းတာပေါ့နော်ဟုတ်ပြီနော်ဒါလေးရှိမယ်ပေါ့နော်ဒါဆိုရင်သူကမူရကတော့လုံးဝကိုသူကတော့ညင်းလို့မရတဲ့မူလေးပေါ့နော်ဒါကတော့တိုက်ဆိုင်မှုတော့မဟုတ်ဘူးပေါ့နော်ဒါကသူကလည်းသူရှိရတော့ရှိပြီးသားပေါ့နော်ကျွန်တော်အမြဲတမ်းကျွန်တော်ညီကောင်မတော်လည်းပြောပြဘူးပါနော်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်လည်းမဟုတ်ပေါ့နော်ဒီမှာကျွန်တော်1 2 3 4 5 6ကြိမ်တောင်ဒါပေးသွားတယ်ပေါ့နော်ကျွန်တော်ဒီမှာဒီထီအောင်ကျွန်တော်10ထိပ်ထီအောင်ဒါဆိုထိပ်စီးဆိုရင်လည်းကျွန်တော်10ကြိမ်ထီအောင်ပေးသွားနိုင်တယ်ပေးထားတဲ့ကျွန်တော်မူတာတခိုင်လည်းရှိတယ်ပေါ့ရှိရပေါ့နော်ဒါကြောင့်ဒီမူကိုလည်းကျွန်တော်တို့ကဟိုအပင်ရှည်သွားအကျိန်များသွားပြီဆိုပြီးဒါပြောလို့တော့မရဘူးပေါ့နော်ဟုတ်ပြီနော်ဒါလေးကျွန်တော်ညီကောင်မောင်မအတွက်ဒီပိတ်ရက်လေးမှာကစားဖို့ဟိုစဉ်းစားဖို့ပေါ့နော်နဲ့ပြင်းပြကြည့်အောင်လို့ဒါကျွန်တော်ညီကောင်မောင်မတွေစောစောစီးလေးစဉ်းစားလို့ရအောင်လို့ပေါ့နော်ဒါလေးတင်ပေးလိုက်ပါတယ်နော်ကဲဟုတ်ပြီနော်ဗီဒီယိုဖိုင်လေးမှာပြန်ပြီးတော့ကျွန်တော်ထပ်ပြီးတော့ကနန်းထုတ်ထားလေးရှိရပေါ့နော်ဒါလေးပြန်ပြီးတော့ထည့်ပြီးမယ်နော်ပြန်ပြီးတော့တင်ပေးပါမယ်ကျွန်တော်ညီကောင်မောင်မအစ်စ်တရားကျွန်တော်ရဲ့ site လေးတွေတနည်းလေးကြိုက်နေတဲ့ဆိုရင် like and subscribe လေးလုပ်ထားပေးပါနော်ကဲဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ဗီဒီယိုဖိုင်လေးဒီလောက်ပါပဲနော်ကျွန်တော် channel လေးကိုအမြဲတမ်းအားပေးစောင့်မျှော်ကြည့်ရှုနေကြကျွန်တော်ညီကောင်မောင်မများအားလုံးကျေးဇူးတင်ပါတယ်နော်အားလုံးပဲကျမ်းမာကြပါစေချမ်းသာကြပါစေနော်အားလုံးပဲအဆင်ပြေကြပါစေဗျာ